ဒါဖုန်းလာစာရွက်လာမသေးဘဲလို့ဗျာတက်ကနိုကတော့လှုပ်ချလိုက်ပြန်ပြီတက်ကနိုပိုကစလင် 5G တယ်ဗျာဝင်းကျင် iPhone 70ရဲ့ဘာလို့ကင်တော့မှာတော့ဒီကင်ဝဲကင်မှာဗော ပါလာချင်းတူတူပဲဒါပေမဲ့ iPhone ကဈေးကလည်းကြီးသေးတယ်ဘက်ထရီကလည်း2900 mAh ပဲပါလားဒီကောင်က9160 mAh တီပါတယ်ချာချင်မှာဆိုလို့ရှိရင်လည်းဒါရှင်လို့ကိုမရဘူး45ဝယ်ချာချင်သုံးပေးထားတယ် rubber wire ပါတဲ့အတွက်တူကနေမှတစ်ဆင့်တခြားဖုန်းကိုအားသွင်းခြင်းလဲဆိုလည်းရသေးတယ် reference ဆိုလို့ရှိရင်144Hz ရမယ် IP64 ပါတဲ့အတွက်ရေးဆိုရေးသိမ်းခံတယ်အကျန်းခံတာတော့ပြောစရာကိုမလိုတော့ဘူး ကုမ္ပဏီဘက်ကနေလည်းဒါ9နှစ်အထိကိုလုံးဝစက်မထစ်မဟမ်းပဲနဲ့သုံးနိုင်တယ်လို့အာမခံထားသေးတယ်ပါရှက်နေပဲဆိုပေမဲ့တော့ gaming မှာလည်းတော့ရှော့လို့မရဘူးသူက Dimensity 6400 5G ကိုတုံးထားတဲ့အတွက် game ဆော့မဲ့လူတွေလည်းအဆင်ပြေတယ်ကင်မရာတော့ဒါ50 megapixel ကိုတုံးပေးထားတယ်ပေါ့နော်ဒီကောင်ကနောက်ဆုံးထပ်ကူမှာဒါ6,900နဲ့မြန်မာတိုင်းနိုင်ငံလုံးအယောင်ငွေချေပို့ပေးသေးတယ်မြန်မာတိုင်းနိုင်ငံလုံးကြိုက်တဲ့ဆိုင်ဝယ်ဒီဈေးဆိုပေမဲ့အာမခံပို့တာတော့ offline မှာပဲရမယ်ဘာအာမခံနေပေးထားသေးရလဲလာပေါင်း6လနဲ့3ရက်ကျွမ်းတယ်မှန်ဘာကြောင့်ကိုယ်ပစ္စည်းဘောလက်ကောက်လောအောင်မယူ original မောင်တစ်ချိန်ဖီးနေပြီမယ်9နှစ်တာလက်ခအခါမရလဲပေးထားသေးရနော်